ဟုတ်တယ်15 18ဒါဆိုရင်သူ့ရဲ့ pattern ကဘာဖြစ်မလဲတို့တွေစဉ်းစားကြည့်ရအောင်ဟုတ်တာပေါ့3 6 9 12 15 18ဆိုတဲ့အတွက်ကြောင့်ဘာတွေပို့ပြီးတော့များသွားတယ်ဘယ်နဲ့စားပို့ပြီးတော့များသွားလဲ3စားဒါကြောင့်မို့လို့တို့က3ရဲ့စာတူကိန်းမှန်ပါတယ်ဒါဆိုရင်သူကတို့က upper row ကိုတို့ဘာလို့ပြောလို့ရလဲဆိုရင် multiply of 3 3ရဲ့စာတူကိန်းဟုတ်ပြီဒါဆို3 6 9 12 15 18ဆိုရင်သမီးတို့ဒါကိုဖြစ်အောင်ဒါဆိုဘာလို့ဖြစ်သွားမလဲ21 memory ဒါဆိုရင်29ဟုတ်တာပေါ့ဒါဆိုရင် bottom row ရဲ့အဖြေက at 6ဆိုရင် memory ကဲဒါဆိုရင်0